နေ့ကျွန်တော်မိတ်ဆက်ပေးခြင်းတဲ့ brand လေးကတော့ Illicit ဖြစ်ပါတယ် Illicit ရဲ့ Summer Collection ဖြစ်ပါတယ်သူကတော့2မျိုးလာတယ်2မျိုးလာတာကဘယ်လိုလာတာလဲဆိုလို့ရှိရင်တီးပုံစံနဲ့လည်းလာတယ် T-shirt နဲ့လည်းလာတယ် T-shirt ကခြီသားဖြစ်တဲ့အတွက်ကြောင့်မို့လို့တကယ်လို့မှားမယ်ဆိုရင်အနည်းဆုံးတစ်ပတ်လောက်တော့စောက်ပါတယ် packaging ဘိုင်းမှာလည်းlocal brand လို့ပြောပေမဲ့လုံးဝကို short တွက်လို့မရတဲ့အချိန်မှာပါနေပါတယ်ပြီးလို့ရှိရင်သူ့မှာသုံးမိထားတဲ့ကြဲသီးတွေကအစလုံးဝ handmade နဲ့လုပ်ပြီးတော့သုံးမိထားတာပုံခွန်နေနဲ့လုပ်ပြီးထားတယ်လုံးဝကြဲသီးအစ local brand ပုံစံမျိုး bike ကိုရရှိမှာဖြစ်ပါတယ်ခင်ဗျ Oh my god! What is that? အင်ကြီးကစမ်းမားလို့ပြောတဲ့အတိုင်းပဲဝေးလိုက်တဲ့ခါမှာလုံးဝအေးမြနေပြီးတော့လုံးဝ fight ကထူးထူးခြားခြား fight လေးကိုရရှိနေမှာဖြစ်ပါတယ်အခုဒါကျွန်တော်ဆမ်းပြီးတော့ဝေ့ပြထားတာအပေါ်ထက်အနေနဲ့ဝေ့မယ်ဆိုလို့ရှိရင်လည်းလုံးဝအဆင်ပြေပြီးတော့အပေါ်ထက်မဟုတ်ဘဲနဲ့လုံးဝကျဲသည့်အပြည့်နဲ့ဝေ့မယ်ဆိုလို့ရှိရင်လည်းလုံးဝကွက်တီပဲလူချင်းမင်းတို့စိတ်ကြိုက်အဆင်ပြေနေမှာဖြစ်မှာယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Facebook page Illicit ဆိုပြီးတော့ရိုက်ရှာလိုက်လို့ရပါတယ် page ထဲမှာဒီထက်ပိုပြီးတော့လမ်းတဲ့ design တွေအများကြီးရှိသေးတဲ့အတွက်ကြောင့်မို့လို့ကိုယ်စိတ်ကြိုက်ကိုဝင်ပြီးတော့ရွေးချယ်ပြီးမှာယူလို့ရတယ်။ဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။